ခဏခဏတိုးပြီးတော့မှာပေါ့နော်ဒီသွေးတိုးမြန်တဲ့သူတွေပေါ့နော်သွေးတိုးတတ်တဲ့သူတွေအတွက်ကိုနော်ဒီတဘာဝနီလန်းလေးတစ်ခုကိုသွေးတိုးမြန်ကြစေတဲ့တဘာဝနီလန်းလေးတစ်ခုကိုလာပြီးတော့ဝေမျှပေးပါမယ်နော်ပထမဆုံးတနည်းရကြတော့နော်ဒီလိုတန်မြာသီးပေါ့နော်တန်မြာသီးတဲ့ဟာဒီလိုအစိတ်လေးတွေပေါ့နော်တန်မြာသီးကဒီလိုအစိတ်လေးတွေကိုနော်ထုတ်ပြီးတော့မှနေကြောက်လှမ်းပါနော်နေကြောက်လှမ်းပြီးတော့မှဘိုးလေးတဘူးနဲ့ထည့်ထားပြီပေါ့နော်ဒါလို့မှကိုကသွေးတိုးလာပြီဆိုလို့ရှိရင်အဲ့ဒီတန်မြာစိ6 3စိ4စိ5စိလောက်ကိုဝါးစားလိုက်မယ်ဆိုရင်တော့သွေးတိုးကိုအမြန်ကျစီမှာဖြစ်ပါရဲ့နော်နောက်ထပ်ပေါ့နော်ဒီသွေးတိုးတတ်တဲ့သူတွေနောက်ထပ်တနည်းကဘာလဲဆိုလို့ရှိရင်ဒီလိုဂျင်းတက်လေးပေါ့နော်ဂျင်းတက်လေးတွေကိုပါလေးလှီးပြီးလို့ရှိရင်ငရုတ်ဆုံတန်လေးမှာထောင်းပြီးရလာတဲ့အဖက်လေးနဲ့နော်အဲ့ဒီဂျင်းအနံလေးကိုရှူလိုက်မယ်ဆိုလို့ရှိရင်လေဒီသွေးတိုးတွေကိုကျစေတယ်ပေါ့နော်သွေးတိုးအမြန်ကျပြီးတော့မှပို့ပြီးတော့မှဆင်ပြေစေတယ်ပေါ့နော်ဒီနီလန်းလေးတွေကကြတော့ဒီတဘာဝအိမ်နဲ့တဘာဝနီလန်းတွေဖြစ်တယ်နောက်တစ်ခုကကြတော့တမတော်ကိုယ်တိုင်ပြောပြထားတဲ့နီလန်းတွေဖြစ်တဲ့အတွက်ကြောင့်လာပြီးတော့ဝင်မြပေးတာဖြစ်ပါတယ်เนาะဒီသွေးတို့ကြတဲ့တွေဆိုတော့ဒီနီလန်းတွေကိုသုံးပေးပါလို့ပြောချင်ပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာသွေးတို့တတ်တဲ့သူတွေရှိတယ်เนาะနောက်တစ်ခုကတခြားသူတွေကိုကူညီခြင်းနဲ့ဆိုရင်ဒီ video file လေးကို share သွားပေးပါเนาะဒီ video file လေးကို share ခြင်းအပြင်လဲစိတ်ကူတော်တွေအများကြီးရနိုင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲကြံ့ပါရှင်လန်းကြပါစေ